ကျမ extended fasting ကကျမအများဆုံးကျင့်နိုင်တာ52နာရီပေါ့နော်ကျမ research တွေမှာဖတ်ရတယ်72 hours ကျင့်လို့ရှိရင်ကျမတို့ stem cells တွေကအကုန်ကောင်းသွားတယ်ပေါ့နော်အသစ်လိုဖြစ်သွားတယ်ပေါ့ဆိုတော့ immunity ပေါ့အတွက်အရန်ကောင်းတယ် cancer ကာကွယ်နေရာမှာအရန်ကောင်းတယ်အကျိုးရှိတယ်အဲ့လိုဖတ်ရတယ်အမေကျမ72 hours အထိတော့မရောက်သေးဘူးဆိုတော့တိုးပြီး extended fasting ကိုကျင့်လာ52နာရီကတော့အများဆုံးပေါ့ဟုတ်ကဲ့အခုကျမ extended fasting ကအခု45နာရီကျော်သွားပါပြီဆိုတော့ကျမ48 49ရဖို့တော့မှန်းထားပါတယ်ပြီးလို့ရှိရင်လည်းကျမဒီညကိုအဖတ်မစားဘူးပေါ့နော်nutrition drink လေးမျိုးပဲဥပမာ boost တို့ ensure လိုမျိုးပဲတောက်ပြီးအိတ်ဖို့ဒီညဖို့ပေါ့နော်ဘာမှမစားဘဲနဲ့အဲ့လိုမျိုးအရည်ပေါ့ nutrition drink လေးပေါ့နော်အဲ့ဒီကကိုပဲရည်ရွယ်ထားပါတယ်ဟုတ်ကဲ့အခုကျမ extended fasting 46နာရီပြည့်တော့မယ်ပေါ့နော်အခုဆိုရင်ကျမ extended fasting ကနိုင်50ရှိသွားပါပြီ April 1ရက်နေ့ည10နာရီကနေမစားတာအခု April 3ရက်နေ့ညသခေါင်ပေါ့နော် April 4ရက်နေ့စပြီပေါ့ဆိုတော့ April အခု3ရက်နေ့ည12နာရီထိုးပြီဆိုတော့ကျမနိုင်50ကျော်သွားပါပြီအခုဆိုရင်ကျမ extended fasting ကနိုင်50ကျော်သွားပါပြီကျမ April 1ရက်နေ့ည10နာရီနောက်ပိုင်းကစပြီးဘာမှမစားတော့ဘူးဆိုတော့အခု April 3ရက်နေ့ည12နာရီပေါ့နော်3ရက်နေ့ကနေ4ရက်နေ့အကူပေါ့နော်ဆိုတော့ည7နာရီထိုးသွားပြီဆိုတော့ကျမနိုင်50ကျော်သွားပါပြီကျမပထမတော့49လောက်နဲ့ပဲရပ်လိုက်မယ်ပေါ့နော် fasting ကို break လုပ်လိုက်မယ်တခုစားမယ်တခုစားလဲကျမခုနပြောသလိုကျမအဲ့လို nutrition drink လေးပဲတောက်ပြီးအိမ်မယ်အဲ့လိုစဉ်းစားတာပေါ့နော်ဒါပေမဲ့ကျမစိတ်ကူးပြောင်းသွားတယ်စူးစမ်းကြည့်မယ်ပေါ့နော်51တီတော့ကျမရဘူးတယ်ဆိုတော့ကျမထပ်ပြီးတော့60လောက်ထိပေါ့နော်နောက်တစ်နေ့မနက်10နာရီ4ရက်နေ့မနက်10နာရီဆိုတော့ကျမ60 hour ရသွားပြီဆိုတော့အဲ့လိုဖြည်းဖြည်းချင်းဆွဲသွားတာပေါ့နော်အဲ့လိုပဲကျမ extended fasting ကျင့်တဲ့အခါဖြည်းဖြည်းချင်းတိုးပြီးတော့ကျင့်သွားတာပေါ့ဆိုတော့အဲ့ဒါကျမစဉ်းစားပြီးတော့ကျမဒီညကိုမစားဘဲနေလိုက်မယ်ပေါ့နော်ညအိပ်ရဝင်လိုက်မယ်ဆိုတော့မနက်မိုးလင်းလို့ရှိရင်မနက်မိုးလင်းတော့မှ fasting break လုပ်လိုက်မယ်ဆိုတော့နာရီ60နီးပါးရမယ်ပေါ့နော်အဲ့လိုရည်ရွယ်တာပေါ့နေထိုင်မလားတော့မသိဘူးပေါ့နော်နေထိုင်မလားမသိဘူးဆိုတာကိုဘိုက်တော့မစားဘူးကျွန်မအခု electrolyte တောက်တယ် propel ပေါ့နော်propel electrolyte ကအခုဆိုရှင်3-4တုပ်လောက်ရှိနေပြီဒီ9:50အတွင်းမှာလေ4တုပ်လောက်တော့ရှိပြီဆိုတော့အဲ့တော့ကျွန်မ propel တောက်တယ်ဘိုက်ကတော့လုံးမစားဘူးနေလို့ရတယ်လူက mental clarity လည်းအရင်ကောင်းတယ်စိတ်ကလည်းကြည်ကြည်လင်းလင်းရှိရယ်နောက် focus ကောင်းကောင်းလုပ်နိုင်တယ်လို့ဝင်နေပေါ့သွားတာပေါ့နော်နောက် heart ပေါ့နော်ဒီကျွန်မနှလုံးပေါ့နော်ဒီနှလုံးမှာလည်းဝင်ရဘာမှမရှိတော့ပေါ့နေရပဲနှလုံးကလည်းသူ rhythm လေးနဲ့သူအေးစစ်စစ်လေးပေါ့နော်အနားရနေတာပေါ့နော်ဆိုတော့ဘိုက်တော့မစားဘူးသူကလည်းနေလို့ရတယ်ဒါပေမဲ့တခုပဲပေါ့နော်ကိုကညအိတ်တဲ့ခါကျစိတ်ပူတာပေါ့နော်အရင်တော့ဆို hypoglycemia ရမလားပါမလားလို့စိတ်ပူပြီးတော့ကျွန်မအဲ့လိုအကြာကြီးမနေရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါ36နာရီတုန်းကလည်းလွယ်36နာရီမပြည့်ခင်တော့လည်းကျွန်မစိတ်တထင်းတယ်ပေါ့နော် hypo များရမလားဆိုရမယ်36နာရီနေလို့ရသွားတဲ့ခါကျတော့ငါ hypoglycemia မရဘူးဘာမှမဖြစ်ဘဲနဲ့36နာရီနေလို့ရသွားတယ်ဆိုအဲ့နဲ့ထပ်ပြီးတိုးပြီးတော့ကျင်တာပေါ့နော်နိုင်36နာရီကနေ38 40 42ပေါ့နော်အဲ့လိုတိုးပြီးတော့ပေါ့နော်ကျင်နဲ့48 51ထိရလာပေါ့အခုဆိုလည်း50ကျော်သွားပြီပေါ့နော်ဘာမှမဖြစ်ဘူးဆိုတော့
အဲ့လို extended fasting တွေပေါ့နော်အဲ့လို48တော့50လို့ဆိုလို့ရှိရင်တော့48တိဆိုရင်တော့ညတညကမစားဘဲနဲ့အေးရတညရှိမယ်အခု60ဆိုရင်တော့2ညပါသွားမှာပေါ့နော်အိမ်မအိပ်ဖဲဟိုမစားဘဲနဲ့အေးရည2ညဖြစ်သွားမယ်ဆိုတော့တညအထိကတော့ကျွန်မအိပ်နေတဲ့အချိန်မှာဘာမှမဖြစ်ဘူးအဲ့လိုကျွန်မစိတ်ပူတာအိမ်နေတော့ hypoglycemia ရမလားစိတ်ပူတာပေါ့နော်ဒါပေမဲ့လည်းအခုဆိုရင်ငလျင်တန်းကြောင့်ပိတ်မိနေတဲ့ပြည်သူတွေမှာဆိုလို့ရှိရင်ချို့တွေဆိုလို့ရှိရင်နိုင်ပေါင်းအများကြီးပဲလေနိုင်60တို့အခုဆို120တို့ပေါ့နော်120ကျော်တဲ့အခုဆို6ရက်ပိတ်မိနေတဲ့လူတို့ဆိုသူတို့ဆိုဘာမှမစားဘဲနဲ့နေရတာနောက်ပြီးတော့သူတို့ခင်ဗျားမှာအရန် stress တွေနဲ့စိတ်ပူနေရမယ့်အချိန်ပေါ့နော်အဲ့ဒီနေရာမှာမစားဘဲနဲ့အဲ့လိုမစားဘဲနေရတဲ့ခါမှာအဲ့လိုတခြားစိတ်ပူပန်ကလည်းရှိမယ်ကျမတို့အခုက fasting လုပ်တဲ့အခါမှာကျမတို့ဘာမှစိတ်မပူပါဘူးelectrolyte လည်းတောက်လို့ရတယ်ရေလည်းတောက်လို့ရတယ်ပတ်ဝန်းကျင်အခြေအနေကလည်းစိတ်ပူစရာမရှိဘူး safe ဖြစ်တဲ့စိတ်ပူစရာမရှိဘူးပေါ့နော်အေးချမ်းနေလို့ရတယ်ပေါ့ဆိုတော့သူတို့ဆိုလို့ရှိရင်အဲ့လိုအခြေအနေမှာဆိုရင်သူတို့ကပြောစိတ်ပူရတာရှိမှာပဲပေါ့နော်ဒါပေမဲ့ချို့ကြလည်းအရန်ကိုဟိုကြင်ကြံအားပေါ့နော်တရားအားထုတ်ထားတာတို့နောက်စိတ်သက်ကြံမာတာပေါ့နော်စိတ်သက်ကြံခိုင်တဲ့သူတွေဆိုရင်တော့ဟိုအဲ့လောက်ဒီစိတ်ပူပင်မဲ့လည်းသူတို့หนีလို့ရမှာပေါ့နော်ကျမတို့မတွေးကြည့်ရဘူးတကယ်ဟိုကျမဆိုရင်အဲ့နေရာရောက်သွားရင်အဲ့လောက်ချိန်ကြာကြီးကိုဒီလိုပိတ်မိနေတဲ့ကျင်းနဲ့ကြက်ထဲမှာဘယ်ချိန်ဟိုကိုကဲမဲ့သူလာမလဲမသိကူမဲ့သူရောကဲမဲ့သူရောရှိပါမလားစိတ်ပူနေတဲ့အချိန်မှာစိတ်အေးချမ်းဖို့ဆိုတာတော်တော်ဟိုမလွယ်ဘူးပေါ့နော်တော်တော်ဟိုစိတ်တက် stamina ပေါ့နော်စိတ်ပိုင်းဆိုင်ရာတော်တော်ကြံ့ခိုင်တဲ့သူတွေပါတကယ်ချီးကျူးပါတယ်ကျွန်မဆိုတော့ကျမတို့ကအဲ့လိုမျိုးအခြေအနေမဟုတ်ဘူးအဲ့လိုအခြေအနေမှာတော့မှသူတို့နိုင်120ပေါ့နော်အခုဆိုနိုင်နေရာဒီကြားနေရတယ်ဆိုအဲ့လိုမျိုးသူတို့ဘလို့ခွန်အားနဲ့ဘလို့စိတ်သက်ခွန်အားနဲ့ပေါ့နော်ဘလို့စိတ်သက်စွမ်းရည်နဲ့စွမ်းအားနဲ့များကြော်ဖြတ်ပါလဲကျမတွေးမိရသူတို့တွေကိုလေ interview ဟိုသူတို့နေကောင်းသူတို့ recovery ပေါ့နော်ပြန်ပြီးတော့နေကောင်းသွားတယ်ဆေးတွေချကူပြီးအနားရပြီးတဲ့အချိန်မှာတေချာဟို interview လေးမေးကြည့်စေချင်တာပေါ့နော်သူတို့ရဲ့တကယ်အတွေ့အကြုံတွေကတကယ်ကိုအမခံမဲ့တကယ်ကိုကျမတို့အတွက်အားသင့်ပြီးတော့ဟိုလေးစားရတယ်အတူယူရတဲ့စိတ်ဓာတ်အင်အားတွေပေါ့နော်ဆိုတော့ကျမတို့ကအဲ့လိုမျိုးအခြေအနေမဟုတ်နေဘူးဆိုတော့ကျမကလည်းဒီညကတော့ကျမမစားဘဲနဲ့ပေါ့နော် fasting ကိုမနေ့ဖြန်မနေ့ထိဆွဲသွားမယ်နာရီ60လောက်တော့စူးစမ်းကြည့်ပါအောင်မယ်ရမရကိုကျမထပ်ပြီးပြောပြပါမယ်ကျေးဇူးတင်ပါတယ်ဒီတစ်ခါ extended fasting မှာကျမသားဖြစ်တဲ့ electrolyte လေးကိုပြချင်လို့ပါဆိုတော့ဒါ propel ပေါ့နော်ကျမအရင်တော့လည်း propel ကိုတောက်ဖူးပါတယ်ဒါပေမဲ့အရင်တော့တောက်တဲ့ flavor ပေါ့နော်အရသာဒီဟာမဟုတ်ဘူးခုတစ်ခေါက်ကတော့ဒါ orange raspberry ဆိုအရသာလေးဆိုတော့တောက်လို့လည်းတော်တော်လေးကောင်းပါတယ်လို့ပေါ့နော်ဆိုတော့ flavor ဒါ orange raspberry ဆိုတော့ဒီ propel မှာဆိုတော့သူက0 calorie 0 sugar ပေါ့နော်ဆိုတော့ propel ပြီးမှသူရဲ့ပါတဲ့ vitamin လေးရဲ့ electrolyte တွေပေါ့နော် calorie က0ပေါ့ဆိုတော့ဒီအရသာလေးကျွန်မခုတစ်ခါတောက်ဖြစ်ပါတယ်ဆိုတော့ propel ဖြော်လိုက်လို့ရှင်တော့အဲ့လိုပဲပေါ့နော်ဟိုဘာမှအရာမရှိဘူးပေါ့နည်းနည်းလေးရေရနည်းနည်းဟိုရေမှာနည်းနည်းလေးအယောင်လေးဟို opaque ဖြစ်တာလေးပေါ့နည်းနည်းလေးရေရောင်လေးပြောင်းသွားရေရဲ့ဟိုဒီအကြည်တက်လေးနည်းနည်းနောက်သွားလေးပဲရှိတာပေါ့နော်ဆိုတော့ဟိုဘာမှဟိုဒီလိုမျိုးလိမ်မောရောင်ပြင်မဲ့လိမ်မောရောင်မပြောင်းဘူးပေါ့ဆိုတော့အဲ့ဒါလေးတောက်ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်မနောက်တစ်ခုကကြတော့အစောပိုင်းမှာတောက်ဖြစ်တာကဒီ electrolyte ပါဒါ great value ရဲ့ electrolyte ပေါ့နော် Walmart disable great value ဆိုတော့အဲ့မှာ melon ဆိုတာလေးကတော်တော်လေးကောင်းတယ်အဲ့ဒီကကျမကလေးတောက်လိုက်လို့ရှင်တော့ melon အနံ့လေးမှုေးတာပေါ့နော်
တခွားဘာလို့ဆိုတော့ကျမတို့တခွမာတီးမြန်မာပြည်မှာဆိုရင်ကျမတို့တခမာတီးပေါ့နော်စမ်းမလူရသည်ဆိုရင်ပကိုးတခွားလဲခေါ်တဲ့တခမာတီးလဲခေါ်ငယ်တော့ဆိုလို့ရှင်အမေတို့ဖေတို့လှုပ်ကြွေရအဲ့ဖြော်ရေးပေါ့တခမာတီးဖြော်ရေးဆိုအဲ့ဟာလေးသွားသတိရတယ်ဆိုတော့ဒီဟာတခမာတီးအနံ့ပေါ့နော်ဒါဆိုရင်တော့ဒီမှာဆိုရင်တော့ melon လေးပေါ့နော်cantaloupe ခေါ်မလား cantaloupe လိုမျိုးလဲအရသာအနံ့ပေါ့သူလဲတောက်လို့ကောင်းပါတယ်သူကဖြော်လိုက်ရင်တော့အဲ့လိုဟွာလေမွန်နုရောင်အဲ့လိုအရောင်လေးပေါ်တယ်propel ကတော့အဲ့လိုမပေါ်ဘူးပေါ့နော် propel ကတော့ဒီလိုမျိုးလေးနည်းနည်းလေးရေအောင်လေးရေရဲ့ထည့်ဖြော်လိုက်လို့ရှိရင်နည်းနည်းလေးလိုနေနည်းနည်းလေးနောက်သွားမျိုးလေးပဲပေါ့ဆိုတော့ဒီ propel အခုကျွန်မတောက်နေရပါတော့နော်ဆိုအစောပိုင်းကတော့ခုနပြော great value သားဖြစ်တဲ့အခုကဒီ propel သားဖြစ်ပါတယ် propel ရဲ့ခုဒီရောင်လေးစမ်းသားဖြစ်တာပေါ့နော်အခုပြမယ့်ဓာတ်ပုံနှစ်ပုံကတော့ကျွန်မအခု52 hours extended fasting လေ့ကျင့်တာပြီးကန်ဒီမှာကျွန်မမှတ်တမ်းအနေနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးနှစ်ခုဖြစ်ပါတယ်ကျွန်မအမြဲလိုပဲအဲ့လိုအချိန်ကြာကြီး fasting လုပ်ပြီးတိုင်း extended fasting ကျင့်ပြီးတိုင်းမှာကျွန်မရဲ့မြင်တာပေါ့နော်ဘယ်လိုအနေထားရှိလဲဆိုတာလေးကိုမှတ်တမ်းလေးအနေနဲ့ကျွန်မအမြဲဓာတ်ပုံရိုက်လေးရှိပါတယ်အဲ့ဒီအချိန်မှာမျက်နှာကြည်ပြီးတော့လေနောက်မျက်နှာလည်းတွယ်သွားတယ်ပေါ့နော်အဲ့ဒီလို fasting ရဲ့ရတဲ့အကျိုးကျေးဇူးလေးပေါ့နော်အဲ့ဒီ effect လေးကိုကျွန်မတော်တော်သဘောကျပါတယ်ဟုတ်ကဲ့ကျွန်မမနေ့ည extended fasting 52နာရီနဲ့ရက်လိုက်ပါတယ်60အထိတော့ရည်ရွယ်ပေမဲ့လည်း52နာရီမှာရက်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်မအများကြီးခံနေကြစိတ်ပူတာပေါ့အိတ်နေနဲ့တခုခုပေါ့နော်hypoglycemia ရမလားမတော့တွေးပူတာပေါ့နော်ခုနပြောသလိုဒီမြေငလျင်တန်းမှာတချို့ပြည်သူတွေဆိုလို့ရှိရင်နိုင်60နိုင်120နိုင်200ထိအောင်နေကြတာပေါ့နော်ဆိုတော့ကျမလည်းနေကြည့်မယ်ပေါ့ဆိုစူးစမ်းကြည့်ပြီးတယ်ဒါပေမဲ့ကျမတို့အိပ်ပျော်သွားတဲ့ခါကျမသိမှဆိုတာပေါ့နော်နောက်တစ်ခါလည်းကိုကကျမသားကျမကိုတတိပေးတယ်အမေကငြိမ်နေတာမဟုတ်ဘူးပေါ့နော်တချို့တွေလို extended fasting ဆိုရင်သူကဘာမှမလုပ်ခဲနဲ့ငြိမ်လေးနေတာပေါ့အမေကတနေ့ပုံနဲ့အလုပ်လုပ်ထားတာရှိတယ်ဆိုတော့ကျမလည်းအဲ့နဲ့လို့တွေးများပြီးပေါ့နော်တွေးရတယ်များပြီးတော့တွေးပြီးတော့ကျမလည်း52နာရီမှာရက်ဖြစ်လိုက်ပါတယ်ဆိုတော့50နာရီကျင့်ထားရပေါ့နော်extended fasting နေခဲ့တဲ့အတွေ့အကြုံပေါ့အဲ့လို extended fasting 50နာရီနေပြီးတဲ့အခါမှာဒီနေ့ဖို့ဆိုလို့ရှိရင်သူကလေဘယ်နေရာတွေမှာတီးတာပေါ့နော်ရှိလဲဆိုတော့ဒီနှလုံးပေါ့နှလုံးဆိုလို့ရှိရင်လည်းဘာမှသူ့မှာဝင်ဖို့ဘာမှမရှိဘူးလို့ခံစားရတယ်ပေါ့ပြီးတော့လေပေါ့လေးပေါ့နော်အဲ့လိုမျိုးခံစားရတယ်နောက်အုံနောက်ပေါ့နော်brain ကလည်း focus ကောင်းလုပ်နိုင်တယ်ကြည်လင်းရှိရပေါ့နော်နောက်ခန္ဓာကိုယ်ထဲမှာလည်းအဲ့လိုကင်းစင်သွားတယ်အစိတ်တောက်တွေကင်းစင်သွားတယ်ပေါ့နော်နေလို့ပေါ့နေရပေါ့အဲ့လိုခံစားရပါတယ်ဆိုတော့နောက်ပြီးတော့အဲ့လိုသတိထားမိတာအဲ့လိုရေပြားပေါ့နော်skin ပေါ့ complexion ပေါ့အဲ့ဒါလည်းမျက်နှာမှာလည်းအဲ့လိုနည်းကြည်လင်လာတယ်လို့ခံစားရပါတယ်အဲ့တော့ဒီနေ့မနေ့လိုလာတော့လေဆိုတော့ extended fasting လုပ်ပြီးတိုင်းအဲ့လိုမျိုးအကျိုးကျေးဇူးတွေခံစားရတယ်တိတာတော့နှလုံးပေါ့နော်ဆိုတော့ဒီရက်ပိုင်းမှာကျမလည်းငလင်ဘေးဒဏ်သင်းတဲ့ပြည်သူတွေ Facebook မှာတောက်လျှောက်ကြည့်ပြတာပေါ့နော်ကြည့်တော့ကိုစိတ်အရန်ထိခိုက်တယ်စိတ်မှာဝမ်းနေပြီးတော့လေအဲ့လိုနှလုံးမှာခံစားရတာရှိတာဒီရက်ဒီမှာခံစားရများတော့လေအဲ့ဒီဟာအခု extended fasting ကျင့်ပြီးတဲ့အခါမှာနှလုံးမှာတော်တော်လေးပေါ့ပါသွားတာသတိထားမိပါတယ်ဆိုတော့ကျမတို့ကအဲ့တော့နှလုံးကျန်းမာရေးတို့ပေါ့နော်နှလုံးသွေးကြောကျန်းမာရေးတို့လည်းတော်တော်အကျိုးရှိပါတယ်ဆိုတော့ကျမတို့နှလုံးကအမြဲအသက်ရှင်နေနေပြီးတော့ဒီတောက်လျှောက်မသေးမချင်းပေါ့နော်သူကမနာတဲ့ organ လေးပေါ့ဆိုတော့သူ့ကိုကျန်းမာဖို့အရန်လိုအပ်ပါတယ်နှလုံးကျန်းမာမှာကျမတို့အသက်ရှင်မှာကျမတို့လှုပ်ချင်တဲ့အလုပ်တွေပရာဟိတတွေအများကြီးလုပ်နိုင်မှာဆိုတော့ကျမ extended fasting ကိုတော့တိုက်တွန်းချင်ပါတယ်လေ့ကျင့်ဖို့ကျေးဇူးတင်ပါတယ်